ကဘာအံဖွယ်တဲ့ကအံဖွယ်တရုတ်မဟာတိုင်းကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ကဘာကြီးပေါ်မှာလူသားတွေရဲ့လှုပ်အားသွေးချွေးတွေနဲ့တိဆောက်ခဲ့တဲ့အကြီးကျယ်ဆုံးနဲ့အံ့ဩစရာအကောင်းဆုံးပြည်သူ့ကလက်ရကြီးတစ်ခုစီကိုခေါ်သွားခြင်းပါတယ်အဲ့ဒါကတော့အာကာသထဲကနေကြည်ရင်တောင်မြင်ရတယ်လို့လူပြောများကြတဲ့တရုတ်မဟာတိုင်းကြီးပဲဖြစ်ပါတယ်ဒီတိုင်းကြီးနောက်ွယ်မှာဘလို့ရင်တက်ရှုမောဖွယ်ရာလှုပ်ဝက်ချက်တွေဘလောက်အထိပေးဆက်ခဲ့ရတဲ့တမိုင်းကြောင်းတွေရှိနေမလဲဆိုတာအတူတူကြည့်လိုက်ရအောင်များလွန်ခဲ့တဲ့နှစ်ပေါင်းနဲ့သူညကျော်တရုတ်ပြည်ရဲ့ရှေးဟောင်းခေတ်ကိုပြန်သွားကြည့်ရအောင်အဲ့ဒီအချိန်တုန်းကတရုတ်ပြည်မြောက်ဘက်မှာရှိတဲ့မွန်ဂိုလီးယားတို့ဟန်နူတို့လိုရာဇာသူညံရိုင်းတဲ့တပြအုပ်စုတွေရန်သူအုပ်စုတွေဟာတရုတ်အင်ပါယာကိုခဏဝင်ရောက်တိုက်ခိုက်လူရဲဖျက်ဆီးလေးရှိကြပါတယ်ဒီတော့တရုတ်ပြည်ရဲ့ပထမဆုံးဧကရာဖြစ်တဲ့ရှင်ရှီဟွမ်ကသူ့ရဲ့အင်ပါယာကိုကာကွယ်ဖို့နဲ့ရန်သူတွေအလွယ်တကူကျူးကျော်လို့မရအောင်စစ်မှတ်ကာကွယ်ရေးအတားအဆီးကြီးတစ်ခုအနေနဲ့စတင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ဒါဟာရိုးရိုးတိုင်းတစ်ခုတည်းမဟုတ်ပဲစစ်သားတွေကင်းလဲဖို့အချက်ပြမီလှမ်းပြဖို့နဲ့ရန်သူတရင်ကိုတနေရာကနေတနေရာမြင်ဆက်ဆန်းပို့ပေးနိုင်တဲ့ခိုင်မာလာတဲ့စစ်စခန်းကြီးတစ်ခုလည်းဖြစ်ပါတယ်။ဒီတိုင်းကြီးကဘလောက်တောင်ရှိလဲဆိုရင်တင်တို့စိတ်ကူးတွေကထက်ကိုအများကြီးပိုရှိပါတယ်။တရားဝင်တိုင်းတာချက်တွေအရမဟာတိုင်းကြီးရဲ့အရှည်ဟာ2196ကီလိုမီတာမိုင်ပေါင်း13180မိုင်ကျော်ထိရှိပါတယ်ကမ္ဘာပတ်လမ်းကြောင်းတဝက်လောက်ထိရှည်လျားတဲ့သဘောပါကဲဒီလောက်ရှည်လျားတဲ့တိုင်းကြီးကိုအုတ်တွေကြောက်တုံးတွေနဲ့တောင်ကုန်းတွေပေါ်ဆောက်ဖို့လူအင်အားဘယ်လောက်သုံးခဲ့ရမလဲတမိုင်းပညာရှင်တွေရဲ့အဆိုအရအဲ့ဒီခေတ်ကစစ်သားတွေရွာသားတွေနဲ့အကျဉ်းသားတွေအပါအဝင်လူပေါင်း4တန်းကျော်အထိအင်အားသုံးဆောက်လုပ်ခဲ့ရတာပါစက်ပစ္စည်းမရှိတဲ့ခေတ်မှာကြောက်တုံးကြီးတွေကိုလက်နဲ့ပဲတဲခဲ့ကြရတာမို့ဆောက်လုပ်ရေးကာလအတွင်းမှာပဲလူပေါင်းသိန်းနဲ့ချီပြီးအသက်ဆုံးရှုံးခဲ့ကြရပါတယ်ဒါကြောင့်မို့လဲတချို့ကဒီတိုင်းကြီးကိုကမ္ဘာအရှိဆုံးတင်ကြိုင်းကူကြီးလို့တောင်တင်စားခေါ်ဝေါ်ကြပါတယ်ဒီတိုင်းကြီးကဧကရာတစ်ပါးတဲ့မင်းဆက်တစ်ခုတည်းနဲ့ပြီးသွားတာမဟုတ်ပါဘူးခရစ်တော်မပေါ်ခင် BC 9ရာစုကတည်းကစတင်ဆောက်လုပ်ခဲ့ကြပြီးမင်းဆက်ပေါင်းများစွာကထပ်မံတိုးချဲ့ဆောက်လုပ်ခဲ့ကြတာပါကျွန်တော်တို့ယနေ့ခေတ်မြင်တွေ့နေရတဲ့အကောင်းဆုံးနဲ့အခိုင်ခံဆုံးတိုင်းပိုင်းတွေကတော့မင်းဆက်မှာအစစ်မြင့်တင်ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်ဒီတော့စုစုပေါင်းတိဆောက်ရေးတက်တန်းကိုတွက်ကြည့်မယ်ဆိုရင်နှစ်ပေါင်းနဲ့သူညကျော်ကြအောင်တောက်လျှောက်တိဆောက်ခဲ့ရတာဖြစ်ပါတယ်လူသားတွေရဲ့ဇွဲလုံးလာဟာတကယ်ကိုမယုံနိုင်စရာပဲမဟုတ်လားဗျာယနေ့ခေတ်မှာတော့တရုတ်မဟာတိုင်းကြီးဟာစစ်ပွဲတွေအတွက်မဟုတ်တော့ပဲကမ္ဘာအကြီးဆုံးခီးသွွားဆွဲဆောင်မှုနေရာကြီးဖြစ်နေပါပြီနှစ်စဉ်နှစ်တိုင်းကမ္ဘာလက်ခီးတဲ့တန်းပေါင်း30ကျော်ဟာဒီတိုင်းကြီးပေါ်ခြေချနိုင်ဖို့တကူးတကလာရောက်ကြပါတယ်တိုင်းကြီးရဲ့အထင်ကရနေရာတွေဖြစ်တဲ့ဘာသာလင်နဲ့မူချမ်းယူလိုနေရာမျိုးတွေမှာဆိုရင်ခီးသွွားတွေဟာရှေးဟောင်းပြတင်းပေါက်တွေကနေတဆင့်တမိုင်းဥခေတ်စီပြန်လည်ခန်းစားကြည့်ရှုကြသလိုတောင်တက်ဝါသနာရှင်တွေအတွက်လည်းစိန်ခေါ်မှုအပြည့်နဲ့စိတ်လှုပ်ရှားစရာကောင်းနေလို့ပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့တိုင်းကြီးရဲ့အလှပကိုပြောရမယ်ဆိုရင်ဒါဟာလူသားရဲ့လက်ရာနဲ့တဘာဝတရားတို့ပေါင်းစပ်ထားတဲ့အမှုပညာမြောက်ပကြီးကားတစ်ချက်ပါပဲတိုင်းကြီးဟာစိမ့်ဆူနေတဲ့တောင်တန်းကြီးတွေမတ်ဆောက်တဲ့6ကမ်းပါးတွေကြားမှာငကားကြီးတစ်ကောင်လိုကွေ့ကောက်ပြီးဖြတ်တန်းသွားတာဖြစ်ပါတယ်နွေဥရာသီမှာပန်းရောင်ချယ်ရီပန်းတွေကြားထဲမှာတိုင်းကြီးကထီကြီးလှပနေတတ်တယ်လို့စောင်းဥရာသီမှာတော့တောင်ကုန်းတစ်ခုလုံးရွှေဝါရောင်အနီရောင်တရွက်တွေနဲ့ဖုံးလွှမ်းနေပြီးတိုင်းကြီးကပို့ပြီးတော့ခန့်ညားနေတတ်ပါတယ်စောင်းရာသီမှာဆိုရင်လည်းစီးနှင်းဖြူတွေကြားထဲမှာတိုင်းကြီးကငြိမ်သက်ပြီးခန့်ညားထဲဝါစွာတည်ရှိနေတာပါခီးသွားတွေရဲ့စိတ်ကိုအစွဲဆောင်နိုင်ဆုံးကတော့ဒီလိုတောင်တန်းကြီးတွေကြားကရင်သက်ရှုမောကွယ်အလှတရားကြောင့်ပဲဖြစ်ပါတယ်ကဲလူပေါင်းတန်းချီရဲ့သွေးချွေးပေးဆက်မှုတွေနဲ့နှစ်ပေါင်းနဲ့သူညကျော်တိဆောက်ခဲ့တဲ့တရုတ်မဟာတိုင်းကြီးရဲ့တမိုင်းကြောင်းကတော့ဒါပါပဲတငယ်ချင်းတို့ရောတနေ့မှာဒီတိုင်းကြီးပေါ်ကိုသွားပြီးလမ်းလျှောက်ကြည့်ခြင်းစိတ်ရှိလားဗျာဗီဒီယိုလေးကိုသဘောကျရင် like နဲ့ subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်စိတ်ဝင်စားစရာ recap ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးပဲတာအဝီဗီရှင်မြန်မာ